အားလုံးပဲမင်္ဂလာပါရှင်။ဦးလေးတရားရခိုင်လို့ရှင်မနာတနခါအခုခေါင်းစစ်စစ် page ကနေပြောဆိုပါတယ်။ဒီနေ့ကတော့ကျမကဒီတနခါကိုလိမ့်ပြမှာဖြစ်ပါတယ်ရှင်။ကျမတို့ဒီတနခါကိုထုတ်ဖို့ပေါ့နော်။အဲ့တော့ဒီမှာကျမတို့က size 2မျိုးထုတ်ထားပါတယ်။60 gram ရဲ့20 gram အထုတ်သေးရဲ့ပေါ့ quality ကတော့အတူတူပါပဲရှင်။အဲ့တော့ကျမပြန်ပြီးတော့ဒီချာလေးပြပေးပါမယ်။ဒီမှာအိတ်ကတော့ထုတ်ကြီးကလည်းဒီလိုအလူမီနီယံအိတ်ပါပဲဒါအထုတ်သေး size ပေါ့နော်အဲ့ဒီမှာကျမတို့ကဖောင်းတဲ့အရာလေးပေးထားပါတယ်ဒီကနေပြီးတော့ကတ်ကြီးနဲ့ပဲဖြစ်ဖြစ်လက်နဲ့ဖြစ်ဖြစ်အလွယ်တကူဖောင်းလို့ရပါတယ်ကျမတို့ဒီအလူမီနီယံအိတ်ကိုသုံးထားတဲ့အတွက်ကြောင့်အလင်းလေးရင်ဝိပေါ့နော်အလွယ်တကူမရနိုင်ဘူးမဖောင်းနိုင်ဘူးအဲ့တော့အရန်ဆင်ပြေပါတယ်ဟောတနခါအမှုန့်ရဲ့စီကိုဖွင့်လိုက်ပြီးတော့ဇွန်း6လေးနဲ့ယူပါမယ်ရေအဆူနဲ့ပေါ့နော်ရေဆူတို့လက်အဆူတို့နဲ့မကင်ပါနဲ့ရှင်မို့ထင်းစေးတို့တာရှိခံစေးတို့ထည့်ထားပါဘူးရှင်တရားရခိုင်တော့ဝေးခေါမှုစစ်ပါတော့ကျမရေနဲ့ဒီလိုရှိရင်အိတ်လေးကိုတိတ်ချလေးကြည့်ပြီးတော့ပိတ်ပေးပါနော်အဲ့ဒါမှတနခါရနန်းကမပရိပြေမှာဖြစ်ပါတယ်တော့စပြီးဖြော်တဲ့အချိန်မှာလည်းရေကိုနည်းနည်းစီထည့်ပြီးဖြော်တာက10မိနစ်အတွင်းတေချာကုန်လုံးလိမ့်လို့ရပါပြီဒီကျမတို့ရဲ့တနခါမုံကတရားရခိုင်လုံးတနခါအပွေးခေါင်းမှုဖြစ်ပါတယ် color rodamine ဒီအယောင်အတုပေါ့နော်တာရှိခံစေးမိုးထိန်စေးရနံ့အတုမြေကြီးတခြားတီးနှံမင်းတွေရဲ့အမှုံတွေလုံးဝမပါရှိပါဘူးရှင်တရားရခိုင်လုံးအာမခံချက်ပေးနိုင်ပါတယ်ပြီးတော့ကျမတို့ရဲ့တနခါမှုကိုကျမတို့ကအယောင်ကိုတသက်မှန်တဲ့ပြောလို့မရပါဘူးရှင်ဒီတနခါအပွေးခောက်အပွေးအခောက်ကိုချိန်ပြီးမှရလာတဲ့အယောင်ပါဒီတနခါအပွေးခောက်တွေကတဘာဝအရာပေါ့နော်ဒီအယောင်ကပုံမှန်အယောင်လေးရှိတယ်လို့ပုံမှန်အဝါလေးဖြစ်နေတယ်လို့တစ်ခါတလေကြားလို့ရှိရင်အဝါဖြော့ပါတယ်ကျမတို့ရဲ့အတွေ့အကြုံအရာပေါ့နော်ဒါကတော့ကျမတို့လက်ရှိကြိတ်နေတဲ့တနခါအပွေးခောက်ရဲ့အယောင်လေးပါအရန်ကိုလှပါတယ်ရှင်အယောင်ကြီးပြီးတော့ရှင်မတောင်တနခါရဲ့အယောင်ကလေအရန်ဝါထိန်ပြီးတော့လည်းမဟုတ်ဘူးအရန်ကြီးဖြူဖြူကြီးဖြစ်နေတာမျိုးလည်းမဟုတ်ဘူးဒီလိုအရန်လှတဲ့အယောင်လေးပါရှင်ကဲဒီမှာလေးလိုက်ပါတော့မယ်ပြီးတော့ရှင်မတောင်ဒီကျမတို့တနခါအပွေးခောက်ရဲ့ရနံ့ပေါ့နော်ရနံ့ကတရားရခိုင်လုံးရှင်မတောင်တနခါအပွေးခောက်ကထွက်တဲ့ရနံ့မှုလေးကိုတရားရခိုင်လုံးပြီးဆွဲနိုင်ပါတယ်။အမခံနိုင်ပါတယ်ရှင်။ဘာလို့လဲဆိုလို့ရှိရင်ဒီကျမတို့ဒီအပွေးခောက်လေးရှင်မတောင်အပွေးခောက်လေးကိုကြိတ်တဲ့ဆက်ကခင်မီပညာသုံးတဲ့ဆက်ဖြစ်ပါတယ်။အဲ့ဒီအခုသုံးနေတဲ့ဒီခင်မီပညာသုံးဆက်ကဒီတနခါရဲ့ texture ပေါ့နော် texture ကိုညံ့ချုံဝေးစေတဲ့အပြင်ဒီရနံ့ဒီအပွေးခောက်ကနေထွက်လာတဲ့ရနံ့ကိုမလွင့်ပြေလေးနဲ့ထိန်းထားနိုင်ပါတယ်ရှင်အဲဒါကြောင့်ကျမတို့ကလေအဲ့တနခါကိုအပွေးခောက်တွေကိုကြိတ်ပြီးတဲ့အခါတိုင်းမှာဒီလိုဒီအလူမီနီယံအိမ်မှာချက်ချင်းထည့်လိုက်ပါတယ်ချက်ချင်းထည့်ပြီးတော့ပိတ်လိုက်တယ်စီပိတ်လိုက်တဲ့အတွက်ကြောင့်ရနံ့ကထိန်းထားနိုင်ပါတယ်ရှင်ကဲဒီမှာဘွက်လေးပွက်လိုက်မယ်ကျမတို့ဒီတနခါအပွေးခောက်တွေကိုကြောက်ပြင်မှာဒီလိုမျိုးတွေးထားတယ်ပေါ့နော်တွေးထားပြီးတော့မလင်းဖြစ်ဘူးဆိုရင်နောက်နေ့ကျရင်ရနံ့ပြေသွားတော့အဲ့လိုပဲကျမတို့ရဲ့တနခါအပွေးခောက်မှုကိုလည်းတေချာဖိမပိတ်ထားဘူးဒီတိုင်းဖွင့်ထားမယ်ဆိုရင်ရနံ့ပြေသွားပါမယ်ရှင်ကြောက်ပြင်မှာတနခါတော့တွေးလိုက်တယ်လို့ထပ်တူရမှာပါရှင်လိမ့်ပြီးသွားပြီပိုးတဲ့ဟာလေးတွေကိုလိမ့်ပြီးပါလိမ့်ဒီမတန်ဟာကိုကောင်းတဲ့တနခါပါတ
ကယ်ကို high quality product ပါရှင် ပြီးတော့ကျမတို့ customer တွေကပေါ့နော်ကျမတို့တချို့ customer တွေကတောင်းဆိုထားကြတယ်ဘူးလေးနဲ့ထုတ်ပြီးဖို့လေအဲ့တော့ကျမတို့အခုတေချာလေးလုံးတဲ့ဘူးလေးထဲမှာဇွန်လေးပါပါတယ်တနခါမှုပေါ့ဘူးပေါ့နော်အဲ့ဒါကိုထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ် ready ဖြစ်တဲ့အချိန်ကြာလို့ရှိရင်လည်းကျမကကြော်ညာပေးသွားပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီတနခါလိမ့်ပြီးသွားလို့ရှိရင်ဒါကျမ6ရက်လုပ်ပြီးပေါ့နော်တနခါလိမ့်ပြီးသွားလို့ရှိရင်လက်မှာဒီလိုလေးမှုလိုက်တာနဲ့ကိုမှုနေရပါတယ်ရှင်အဲ့တော့တနခါကိုကြောက်ပြင်းမှာတွေးတာပဲဖြစ်ဖြစ်ဆက်နဲ့ကြိတ်တာပဲဖြစ်ဖြစ် order molecules တွေရနံ molecules တွေကထွက်ပြီးသားဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းလိမ့်ပြီးခါတိုင်းမှာလည်းတနခါဒီအိတ်လေးကိုအမြဲတမ်းပိတ်ပေးပါအဲ့ဒါဆိုရင်ရနံမပြေတော့ပါဘူးရှင်ရှင်မတော်တရားရခိုင်တော့တနခါအပွေးခောက်မွေးရနံမှုမွေးလေးကိုအမြဲတမ်းရနေပါမယ်ရှင်ရန်ကိုကျေးဇူးတင်ပါတယ်ရှင်ဒါကတော့6သွားတဲ့လုပ်ပေးပေါ့နော်